ကြိတ်ထီယိုခီးစဉ်စတင်ပါပြီကြိုက်ထီယိုစီရီကိုတော့စပိန်စီခီးသွားအတော်များများရောက်ဖူးကြပါတယ်အားလုံးယဉ်နေပြီးသားအထင်ကရနေရာတစ်ခုပါပဲဒီခီးကကျွန်တော်တို့ရဲ့ပထမဆုံးမွန်ပြည်နယ်စပိန်ခီးစဉ်လည်းဖြစ်ပါတယ်ရန်ကုန်ကနေအမှတ်နဲ့လမ်းမကြီးတိုင်းနေရင်ရွာသားကြီးဇရက်ကွင်းအင်းတကောတို့ကိုဖြတ်ပြီးပဲခူးထိနင်းရပါတယ်စပိန်စီခီးသွားတဲ့အခါလမ်းခီးတစ်လျှောက်မဖြစ်မနေလောက်ရတာကတော့ရေဓာတ်ဖြည့်ခြင်းပါပဲဖျဲသီးတွေ့ရင်ဖျဲသီးစားဖို့မမေ့ပါနဲ့အုံသီးတွေ့ရင်အုံရည်တောက်ဖြစ်အောင်တောက်ပါဒါမှသာခန္ဓာကိုယ်ကအားကောင်းပြီးမပင်ပန်းလွယ်မှာဖြစ်ပါတယ်ဒါကတော့ပဲခူးရွှေမြို့တော်ကြီးပါပထမဆုံးတွေ့ရတာကပဲခူးနိုင်စင်ကြီးနဲ့ရွှေမော်တော်ဇီရီကြီးပါပဲပဲခူးမှာလဲလေပတ်စရာတွေအတော်များများရှိပါတယ်ပြီးရင်တော့ရန်ကုန်မန္တလေးလမ်းမကြီးတိုင်းဖျားကြီးမြို့ကိုခီးဆက်ပါတယ်ဒီလမ်းကလမ်းတစ်လျှောက်တစ်ပင်ရိပ်မရှိတာရဲ့နားစရာနေရာမရှိတာရဲ့ကြောင့်အတော်ပြင်းကြီးဖို့ကောင်းတဲ့လမ်းပိုင်းလို့ဆိုရမှာပါအိမ်ကပြုတ်ထက်လာတဲ့ကျုပ်ပြုတ်တွေကိုစားအင်နာဂျီဖြည့်ပြီးကုတ်ကိုပင်ရိပ်ကျဲတီးတီးလေးရဲ့အောက်မှာခဏအနားယူကြပါတယ်ပြီးရင်တော့တလုံးနဲ့ဝေါ်မျိုးကိုရောက်ပါတယ်ဝေါ်ကိုကြော်လာတာနဲ့လမ်းတစ်လျှောက်စိမ့်စိမ့်ဆူဆူလေဝင်းတွေနဲ့နားစရာတစ်ပင်ရိပ်တွေနဲ့တစ်တီးဝလံရောင်းတဲ့နေရာလေးတွေအတော်အများအပြားတွေ့လာပါတယ်ဟုတ်လားစပိန်ခီးကခန္ဓာကိုယ်ကိုရေဓာတ်နဲ့ energy ဖြည့်ုံနဲ့မလုံလောက်ပါဘူးတမီးအိပ်ပြီးတော့အနားယူဖို့လည်းလိုအပ်ပါတယ်ပဲခူးတိုင်းကိုဖြတ်နှင်းခဲ့ပြီးမှတော့မွန်ပြည်နယ်နဲ့ပဲခူးတိုင်းကြီးနှစ်တိုင်းကိုတွယ်ဆက်ပေးထားတဲ့စစ်တောင်းတရားမုတ်ပလင်ကိုဖြတ်နှင်းရပါတယ်ဒီတရားပေါ်ကကြည့်ရင်စစ်တောင်းမြင့်ရှုခင်းအလှရဲ့မွန်ပြည်နယ်ရဲ့အမီးဘက်မှာမုံပြပြတွေ့ရတဲ့မုတ်တမပင်လယ်ကွေးရရှိပါတယ်မွန်ပြည်နယ်ရဲ့ဝင်လာတဲ့အများလန်ခီကကုန်းမြေမြင့်တွေများလာပါတယ်တက်လိုက်ဆင်းလိုက်နေပဲကြိုက်ထူရောက်တဲ့အထိနေရမှာပါနေအေးလာတဲ့အများအေးစိမ့်စိမ့်ညာသည့်ဥတုကိုလည်းတည်တည်သာခံစားရမှာပါနင်းလိုက်ဆင်းတွန်းလိုက်နေပဲနောက်ဆုံးတော့ကြိုက်ထူမျိုးကိုရောက်လာပါပြီကြိုက်ထူမှာပဲတညာနာပြီးမနေ့မှကြိုက်ထီးကိုခီးဆက်ကြမှာပါညအော်တယ်ဒီကောင်ရလား